ဝန်ထမ်းကိုပြန်ပြီးတော့ပြောရတယ်တို့ထွက်သွားပြီးတဲ့နောက်ပိုင်းမှာ personal attack တွေလုပ်တယ်တို့အဲ့ဒါမျိုးတွေလည်းအရန်ကြားရတဲ့အခါဝန်ထမ်းခန့်တာကနေစပြီးတော့လူတွေကိုဘယ်လိုရွေးချယ်ရမလဲဆိုတာကိုစပြီးတော့စဉ်းစားသင့်တာပါအားလုံးပဲမင်္ဂလာပါသူမကိုချင်းရဲ့အပတ်စဉ်ဗီဒီယိုလေးတွေကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီအပတ်မှာကျမကအပွင့်လင်းမြင်သာခြင်းအကြောင်းပြောချင်တယ်ပေါ့နော်ဗီဒီယိုမှာအတန်လေးနည်းနည်းတော့ဆူနေမယ်ပေါ့နော်ကျမဒီဗီဒီယိုလုပ်မဲ့အချိန်မှာမှဟိုဘက်အခန်းမှာကျမအင်ဂျီရှော့နေတယ်ပေါ့လေနော် washing machine ကလဲနေတဲ့အခါကျတော့အဲ့အတန်လေးနည်းနည်းထွက်နေရပေါ့နော်အဲ့ဒါလေးနည်းနည်းဝင်သွားရင်လည်းနားလဲပေးပါပေါ့မြန်မာလိုကတော့ကျမကပွင့်လင်းမြင်သာမှုဆိုပြီးတော့ခေါင်းစဉ်ပေးလိုက်တယ်သို့တော့တကယ်ကတော့အင်္ဂလိပ်လို credibility အကြောင်းကိုပြောချင်တာပေါ့တကယ်ဆိုရင်ပွင့်လင်းမြင်သာမှုကို transparency လို့ဘာသာပြန်ရမှာသို့တော့အဓိကကျမဒီနေ့ပြောချင်တာက credibility အဲ့ဒါကိုဗမာလိုပြန်တဲ့အခါကျတော့နည်းနည်းစကားလုံးလှလှလေးရှာမတွေ့ရတဲ့အတွက်ကြောင့်မလို့ပွင့်လင်းမြင်သာမှုလို့ပြောလိုက်တာပေါ့နော်အဲ့ဒါကိုဘာဖြစ်လို့အင်္ဂလိပ်လိုမျိုးနာမည်မပေးတာလဲဆိုတော့ကျမသတိထားမိတာပေါ့နော်ဗီဒီယိုတွေကို Facebook မှာပဲဖြစ်ဖြစ်တခြား YouTube တို့ TikTok တို့ဘယ် platform မှာပဲဖြစ်ဖြစ်အင်္ဂလိပ်လိုနာမည်ပေးလိုက်ဗီဒီယိုက reach ကြတယ်အရင်သိတာတယ်အဲ့ဟာလေဒါကြောင့်မလို့ပြောချင်တာကတော့ credibility ပဲမဲ့လည်းခေါင်းစဉ်လေးကတော့ပွင့်လင်းမြင်သာမှုလို့ပေးထားတယ်ပေါ့နော်ဒီဗီဒီယိုမှာအဓိကကျမဦးတည်ထားတာဟာလူအုပ်စုနှစ်စုရှိတယ်ပေါ့နော်ပထမတစ်စုကကြတော့အလုံးရှောက်နေကြတဲ့လူငယ်တွေကိုဦးတည်တယ်ပေါ့နောက်ထပ်တစ်စုကကြတော့လုပ်ငန်းရှင်တွေပေါ့ဒီလိုအုပ်စုနှစ်စုကိုရည်ရွယ်ပြီးတော့အဓိကပြောတာဖြစ်ပါတယ် credibility နဲ့ပတ်သက်ပြီးတော့ကျမကပြောချင်တဲ့အချက်ကလေးနှစ်ခုရှိတယ်ပေါ့နော်ပထမတစ်ခုကကျမဘဝမှာဒါကျမအသက်ကအခုဆိုရင်38နှစ်ဖြစ်သွားပြီပေါ့နော်အလုပ်လုပ်လာခဲ့တဲ့တက်တန်းဆိုရင်လည်းဒါ14နှစ်15နှစ်ထဲကိုရောက်လာပြီလုပ်လာခဲ့တဲ့အသက်တက်တန်းတောက်လျှောက်မှာဒီအတွေ့အကြုံမှီပြီးတော့အသေးချာပြောလို့ရတာတခုရှိတယ်ပေါ့နော် academic experience ရောနော်အလုပ်လုပ်တဲ့ experience ရောနော်ဟိုလူဖြစ်လာတဲ့တက်တန်းဟိုပါကြည့်ပြီးတော့ပြောမယ်ဆိုရင်အသေးချာပြောလို့ရတာတခုရှိတယ်ပေါ့နော်လူတစ်ယောက်ကသူ့မှာပြစရာ credibility strong ဖြစ်လို့ရှိရင်အဲ့ strong ဖြစ်တဲ့အချက်ကိုဘယ်တော့မှ humble ဖြစ်ပြီးတော့ဝှက်ထားလိုက်မယ်ဆိုတာမျိုးမလုပ်ပါဘူးမလုပ်ကြပါဘူးအဲ့ဒီဥစ္စာဟာအဲ့ဒီ credibility ကိုတိဆောက်ဖူးတဲ့လူတွေကပို့ပြီးတော့သိပါတယ်တချို့ကတော့နည်းနည်းပိုတသားလေးပြောတတ်တဲ့လူတွေရှိမယ်တချို့ကတော့လည်းနည်းနည်းလေး subtle ပေါ့နော်ခပ်ပါးပါးလေးပဲနေတတ်တဲ့သူတွေလည်းရှိတယ်ဒါပေမဲ့ကို credibility ကိုပြောရမယ့်နေရာဆိုလို့ရှိရင်ဘယ်သူမှတော့ဖုံးထားတယ်ဆိုတာမျိုးမရှိပါဘူးเนาะအဲ့ဒါဘာဖြစ်လို့ဒီစကားကိုပြောရလဲဆိုတာလည်းနောက်ပိုင်းကျရင်အကြောင်းရင်းသိလာလိမ့်မယ်ပေါ့နော်ဆိုလိုချင်တာကဘာလဲဆိုတော့ကိုကဒေါက်တာကွာเนาะ PhD တက်ပြီးတော့ဒေါက်တာဘွဲ့ရထားတဲ့ဆိုရင်တောင်တော့ကိုမိတ်ဆွေအတိုင်းဝိုင်းမှာတော့ကိုဒေါက်တာလို့ပြောမနေတာဖြစ်နိုင်တယ်ဒါပေမဲ့အလုံးလျှောက်ကြပြီဒါမှမဟုတ်ရင်လည်းဥပမာကို speaker အနေနဲ့ဖိတ်လို့ speaker profile အနေနဲ့တယောက်ကို profile ကိုပေးလိုက်ရပြီဆိုရင် definitely ကိုကဒေါက်တာဆိုရင်ကိုနာမည်ရှိရဒေါက်တာဆိုတဲ့ဟာကိုထည့်မှာပါပဲအဲ့ဒါကိုလည်းအပြစ်ပြောလို့မရဘူးဘာဖြစ်လို့လဲဆိုတော့ तू ကအဲ့ဒီဒေါက်တာဘွဲကိုရအောင်အတွက် PhD ဘွဲတစ်ခုကိုနှစ်4နှစ်တက်ခဲ့ရတယ်ပြီးတော့ thesis ကိုလည်းတကယ်ကိုစူးစမ်းပြီးအောင်ဖြေထားတယ်ပေါ့နော်တကယ် thesis လုပ်ပြီးတော့တကယ်ကိုအနှစ်ရှိစူးစမ်းထားတယ်ဆိုတဲ့အခါသူ့ရဲ့ PhD ဘွဲကြီးကိုလည်း तू ကပြချင်မှာပဲလीနော်ဒီဒေါက်တာဆိုတဲ့ဟာကိုလိုချင်လို့ဒီ PhD လုပ်ထားမှာတော့အဲ့ဒါကြီးကိုမပြနဲ့လို့ပြောလို့မရဘူးเนาะနောက်တစ်ခုက LinkedIn မှာဆိုရင်တွေ့ကြလိမ့်မယ်ပေါ့နော်ဘယ်ကုမ္ပဏီမှာကျမကတော့9နှစ်တက်တန်းရှိခဲ့ပါပြီအဲ့ဒါကို celebrate လုပ်တာ9နှစ်တက်တန်း celebrate လုပ်တာတစ်နှစ်ကို celebrate လုပ်တာတွေ့ကြမယ်ပေါ့ function အနေနဲ့လည်းဒီ platform ကထည့်ထားပေးတယ်ဘာဖြစ်လို့ထည့်ထားပေးရလဲဘာဖြစ်လို့လဲဆိုတော့အဲ့ဒါဂုဏ်ယူစရာမို့လို့နေရာတနေရာမှာတစ်နှစ်2နှစ်3နှစ်အဲ့လောက်ဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူးပေါ့နော်တုံခက်ခဲတစ်ခုရှိလာရင်လက်လျှော့ခြင်းကြတဲ့နေရာမှာဒီလူကတော့လက်မလျှော့ဘဲနဲ့ဒီ corporate ladder မှာဒီကုမ္ပဏီတစ်ခုထဲမှာပဲယာတူးတွေလည်းပို့ပြီးတော့တက်လာနိုင်ခဲ့တယ်ပေါ့နော် function တစ်ခုကနေတစ်ခုကိုလည်းပြောင်းရွှေ့လာနိုင်တယ်ပေါ့နော်ဥပမာနိုင်ငံတစ်ခုကနေတစ်ခုကိုလည်းပြောင်းသွားနိုင်တယ်စသဖြင့်အဲ့ဒါမျိုးတွေနိုင်ငံတစ်ခုကနေတစ်ခုဆိုတာဥပမာဒီကုမ္ပဏီတစ်ခုထဲမှာပဲဒီဘက်နိုင်ငံကနေဟိုဘက်နိုင်ငံရွှေ့အဲ့လိုမျိုးပြောချင်တာပေါ့နော်ဆိုအဲ့ဒါမျိုးတွေဆိုလို့ရှိရင်ဒါကဂုဏ်ယူစရာအနေနဲ့ပြောကြမှာပဲဒါကအဖွဲ့အစည်းတစ်ခုထဲမှာဂုဏ်ယူစရာပေါ့ဒါမဲ့လည်းအများနဲ့အဖွဲ့အစည်းတစ်ခုထဲမှာနေပါလို့လည်းပြောတာတော့မဟုတ်ပါဘူးကဲကိုကနေရာရွှေ့တတ်တဲ့လူမျိုးပေါ့ရွှေ့တယ်မှန်ပြီအဲ့မှာမှဒီ industry တစ်ခုထဲမှာကိုပဲเนาะတောက်လျှောက် industry တစ်ခုထဲမှာနေလာခဲ့တာဒီပေါ့နော်တလွားနေတလွားတက်နဲ့နှစ်နှစ်ဒီမှာ3နှစ်ဘာညာနဲ့တဖြည်းဖြည်းနဲ့တက်လာပြီးတော့ကိုယ့်ရဲ့ profile ကဘယ်လောက်ရှိနေပြီစသဖြင့်အဲ့ဒါမျိုးကိုလည်းတချို့တွေ post တွေတင်ကြတာတွေ့မယ်ပေါ့နော်အဲ့တော့အကယ်၍အဲ့လိုမျိုးနေရာကိုမရောက်ဘူးတဲ့လူဆိုရင်အဲ့လို post တွေတွေ့တဲ့အခါကျရင်တချို့ကပြောကြတာရှိရယ် LinkedIn မှာလည်းတချို့တွေအဲ့ဒါမျိုးတွေဘာဖြစ်လို့တင်တာလဲသူများတွေကိုတိမ်ငယ်စေတယ်လို့ပြောရင်အဲ့လိုမျိုးတော့ပြောလို့မရဘူးပေါ့လှုပ်ထားတဲ့သူကဒီလောက်ပင်ပန်းလှုပ်လို့သူတို့ကကြွယ်စရာရှိလို့ကြွယ်တာ哦เนาะအဲ့ဒါကို
မလုံနိုင်သေးကိုမရောက်နိုင်သေးစူးစမ်းရမှာကိုကိစ္စပေါ့အဲ့တော့ဒီကနေအဓိကပြောချင်တာကဘာလဲဆိုတော့ credibility တစ်ခုခုကိုတိဆောက်လာနိုင်တဲ့အခါဘယ်သူမှအဲ့ဒီဥစ္စာကိုအတန်တိတ်မနေဘူးလို့ပြောချင်တာဒီလိုမျိုး work profile တွေကို Facebook ပေါ်မှာတင်ပြီးတော့ပြောလို့ရှိရင်တော့ okay ဒါလည်းကျွန်မ judge မလုပ်ဘူးเนาะကျွန်မကတော့တိတ်ပြီးအဲ့အမျိုးပြောလို့မရှိဘူးဒါပေမဲ့ပြောကြတဲ့လူတွေလည်းဘာမှမဖြစ်ဘူးဒါပေမဲ့ definitely LinkedIn လို့ platform မျိုး speaker profile လို့ဟာမျိုးအလုပ်လျှောက်တဲ့ကိုယ့်ရဲ့ resume လို့မျိုးဟာဆိုရင်တော့ definitely credibility ရှိရင်ရှိတယ်ဆိုတဲ့အကြောင်းမပြောတဲ့လူဆိုတာမရှိပါဘူးတစ်သက်လုံးကျွန်မတွေ့လာခဲ့သမျှကိုယ့်မှာ credibility ရှိရင်ဂုဏ်ယူစွာနဲ့ချပြကြမှာပါပဲဘယ်မှာဘယ်လိုလုပ်ခဲ့တယ်ဘယ်လိုတက်တန်ဘယ်လိုကုမ္ပဏီမှာလုပ်ခဲ့တာဘာတွေအချိဖြစ်ခဲ့တာအဲ့လိုချပြကြမှာเนาะဒါလေးတစ်ခုမှတ်ထားလို့ရတယ်ဘာဖြစ်လို့ကျွန်မအဲ့အကြောင်းပြောတာလဲနောက်ကျရင်သိလာမယ်အဲ့ဒါတစ်ခုရှိရယ်နောက်တစ်ခုကဒီလိုခက်ကလက်ရှိအခြေအနေဒီ credibility ဆိုတဲ့ဥစ္စာဟာအရန်စကားပြောလာတဲ့ခေတ်ဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ကျမတို့ internet တခွင်မှာ content တွေဆိုတာအင်မတန်ဖောင်းပွားပါတယ်။အခုကျမအဲ့လိုပြောလိုက်တဲ့ content က social media ပေါ်ကအခုကျမတို့လုပ်နေတဲ့ content တစ်ခုတည်းကိုပြောတာမဟုတ်ဘူးပေါ့နော်။အခုကကျမဒီနေ့ကအလုပ်လျှောက်တဲ့ကိစ္စပေါ့နော်ဒီ workforce ပေါ့အဓိကလုပ်သားအင်အားဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးအဓိကပြောချင်တာဆိုတော့အဲ့ဒီအပိုင်းမှာလည်းပြောလို့ရတယ်ပေါ့အလုပ်လျှောက်ကြပြီဆိုလို့ရှိရင်အရင်တုန်းကလိုမျိုးတော့အင်္ဂလိပ်စာနဲ့ပေါ့နော် CV တွေပြင်တဲ့အခါ cover letter တွေပြင်တဲ့အခါအင်္ဂလိပ်စာလေးနည်းနည်းတက်ရင်တတ်သလောက်အရှိတွေရေးလို့ရတယ်အများကြီး adaptation တွေလည်းလုပ်လို့ရတယ်ကုမ္ပဏီကခေါ်နေတဲ့ job description ကိုကြည့်ပြီးတော့ကိုယ့်ရဲ့ CV ကိုကိုယ့်ရဲ့ cover letter ကိုကောင်းကောင်းပြင်ပြီးတော့လုပ်လို့ရတယ်ဒါကြောင့်မလို့ content ဆိုတာဒီ CV ထဲမှာပဲဖြစ်ဖြစ် cover letter ထဲမှာပဲဖြစ်ဖြစ်email စာကိုမှာပဲဖြစ်ဖြစ် portfolio တင်ဆောက်ထားရင်လည်း portfolio ထဲမှာပဲဖြစ်ဖြစ်ထည့်လိုက်မဲ့အထဲကစာသားတွေအစာတွေပေါ့နော်အဲ့ဒါတွေက AI ကို prompt ပေးနိုင်တဲ့လောက်ကကျွယ်နေအောင်ရေးလို့ရနေပြီစကားတိုင်တက်တော့အများကြီးထွက်တယ်ရေးလို့ရတယ်စာတွေအရှိကြီးအပိုက်တွေအရှိကြီးတွေ့ရမယ် but then what we look for ဒါကဒီကနေစပြီးတော့ပြောပြီးပေါ့နော်အလုပ်လျှောက်တဲ့လူပဲဖြစ်ဖြစ်အလုပ်ခေါ်နေတဲ့လူပဲဖြစ်ဖြစ်ပေါ့နော် credibility ကိုပဲကြည့်ရမယ်နိုင်ငံခြားမှာဆိုရင်တော့အလုပ်ခေါ်တဲ့လူတွေနဲ့ပတ်သက်ပြီးတော့ဒါမှမဟုတ်လဲမြန်မာပြည်မှာလဲ corporate ထဲက HR တို့ဘာတို့အသေးချာတက်ကြွထားတဲ့လူတွေဆိုရင်ကျမကဒီစကားကိုပြောစရာမလိုဘူးပေါ့နော်မိချောင်းမင်းရေကင်းပြသလိုတောင်ဖြစ်နေအောင်မယ်ကိုထက်တက်ကြမှာပါဒါပေမဲ့မြန်မာပြည်တွင်းမှာအခုက SME တွေအရန်များလာတာ SME တွေအရန်များလာတော့ဘယ်သူမှတော့ HR fee ရလာတာမဟုတ်ဘူးပေါ့ဥပမာစားတောက်ကုန်လုပ်ငန်းလုပ်တယ်သို့မဟုတ်အဝတ်အထည်လုပ်ငန်းလုပ်တယ်ရတနာလုပ်ငန်းလုပ်တယ်ကိုယ်မှာရှိတဲ့အရင်းအနှီးနဲ့တနိုင်တစ်ပိုင်းစလိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုလုပ်တဲ့ profession မှာတော့ကျွမ်းတယ်ပေါ့ဥပမာစားတောက်ကုန်ဆိုရင်လည်းစားတောက်ကုန်နဲ့ပတ်သက်ပြီးကျွမ်းတယ် marketing မသိဘူး HR မသိဘူးဝန်ထမ်းထိန်းသိမ်းတဲ့ leadership တွေဘာတွေမသိဘူးကိုက product ကိုနားလည်လို့လုပ်ငန်းတစ်ခုကိုအရင်းနှီးလက်ရှိလို့စတာပေါ့အဲ့လိုမျိုးတွေဖြစ်တဲ့အခါဒီဝန်ထမ်းခန့်တဲ့နေရာမှာလည်းတော်တော်ခံကြရတာပေါ့နော်အဲ့ဒါတွေကိုလည်းကျမကကိုချင်းတွေကနေတစီတိလာရတယ်ပေါ့ဝန်ထမ်းတွေကြောင့်ကိုယ်တိုင်က trauma ရနေတယ်ပေါ့နော်ဝန်ထမ်းကိုပြန်ပြီးတော့ပြောရတယ်လို့ထွက်သွားပြီးတဲ့နောက်ပိုင်းမှာ personal attack တွေလုပ်တယ်လို့အဲ့ဒါမျိုးတွေလည်းအရန်ကြားရတဲ့အခါဝန်ထမ်းခန့်တာကနေစပြီးတော့လူတွေကိုဘယ်လိုရွေးချယ်ရမလဲဆိုတာကိုစပြီးတော့စဉ်းစားသင့်တာပါလွယ်လို့ဆိုပြီးကိုယ်အနီးနားကလူတစ်ယောက်ကိုဆွဲခန့်လိုက်တာမျိုးကိုယ်အတိအတဲ့ကဆွဲခန့်လိုက်တာမျိုးအဲ့လိုမလုပ်စေချင်ဘူးပေါ့နော် credibility ကိုကြည့်ပါပေါ့အခုက CV တစ်စောင်ပြင်လိုက်ပါလို့ပြောရင်အခုခေတ်လူငယ်တွေကတော့အင်္ဂလိပ်စာနည်းနည်းပဲဖြစ်ဖြစ်ရကြတာဖြစ်တဲ့အတွက် resume ဆိုလို့ရှိရင်လည်းကောင်းကောင်းတော့ထွက်လာလိမ့်မယ် portfolio ကအစကောင်းကောင်းပါတာဖြစ်လာနိုင်တယ်သို့တော့ကြည့်ရမှာကအဲ့ဒီစာတွေမဟုတ်ဘဲနဲ့ credibility ကိုကြည့်ရမှာဖြစ်ပါတယ်အလုပ်လျှောက်တဲ့သူတွေလည်းအဲ့လိုပုံစံမျိုးပါပဲเนาะကျမတို့ဆိုရင်အဲ့ဒါမျိုးတအားကြည့်ပါတယ် credibility ကိုကြည့်တယ်ဘာကိုပြောချင်တာလဲကိုရဲ့ resume ကိုပြင်တဲ့အခါကိုရဲ့ cover letter ကို portfolio ကိုပြင်တဲ့အခါပေါ့နော်ပြောရမယ်ဆိုရင်ဒီအလုပ်လျှောက်မဲ့ package ကိုပြင်တဲ့အခါစိတ်ထဲမှာမှတ်ထားရမှာကဒီ application ကိုဖတ်တဲ့သူဟာကိုထက်မဟုတ်ရင်တော့ကိုလောက်တော့ smart ဖြစ်တယ်ဆိုတာကိုစိတ်ထဲမှာလုံးဝမှတ်ထားပါเนาะအထင်မသေးလိုက်နဲ့လို့ပြောချင်တာပေါ့နော်ကိုထက်မဟုတ်ရင်တော့ကိုလောက်တော့ smart ဖြစ်တယ်ကိုထက်ပိုအတွေ့အကြုံရှိလို့ဒီ resume ကိုဖတ်မှာဆိုတဲ့ဥစ္စာလေးကိုစိတ်ထဲမှာမှတ်ထားစေချင်ပါတယ်အဲ့ဒါဘာဖြစ်လို့ပြောရလဲဆိုတော့အခုကအများစုလူငယ်တွေမှာတွေ့ရတာက profile တွေက strong မဖြစ်ကြဘူးဒီအကြောင်းကထပ်ခါတလဲလဲပြောလာတာဖြစ်တဲ့အတွက်ကျွန်မအရင်အများကြီးမပြောတော့ဘူးပေါ့နော်ပြောရင်တချို့တွေလည်းနာကြီးနေလောက်ပြီပေါ့နော်ကုမ္ပဏီတွေမှာတိုတိုလေးတွေပဲအချိန်လေးတွေကတိုတိုလေးတွေပဲနေကြတာဖြစ်တဲ့အတွက် profile တွေကကြီးမလှဘူးပြတ်တောက်လေးတွေဖြစ်နေတာပေါ့နော်ဒီမှာ9လဟိုမှာ6လဒီမှာတစ်နှစ်ပေါ့တစ်နှစ်လောက်ဆိုရင်လည်းမစိုးသေးဘူးပေါ့တစ်နှစ်လောက်ဆိုရင်ဒါတော်တော်မစိုးဘူးလို့ပဲပြောရမယ်သဘောရှိတယ်အခုကအဲ့လိုတွေအပြတ်တောင်းနေရအများကြီးပဲပေါ့နော်အဲ့တော့ profile ကမလှနေတာကိုယ့်ကိုယ်လည်းသိမှာပါပေါ့အဲ့ခါကျတော့ CV ထဲမှာနည်းနည်းလေးသူကဒါလေးကိုဘယ်လိုလှည့်လို့ရမလဲကြည့်ကြတယ်ပေါ့နော် smart ဖြစ်ပါတယ်တော်ကြပါတယ်လှည့်တတ်တယ်ဒါပေမဲ့ကျမတို့ကလည်းအတွေ့အကြုံ10နှစ်ကျော်နဲ့ corporate ထဲကလာတဲ့လူတွေဖြစ်ပါတယ်မနေ့တနေ့ကမှအလုပ်စလုပ်တာမဟုတ်တဲ့အတွက် CV ကိုကြည့်လိုက်တာနဲ့ဘာသဘောလဲဆိုတာကိုသိတယ်အဲ့လိုမလုပ်ပါနဲ့လို့ကျမပြောချင်တာဆိုပါစို့ကို့မှာအတွေ့အကြုံက
နှစ်လောက်ပဲရှိတယ်နော်အခုခေါ်တဲ့ position လေးကနည်းနည်းလေးမြင့်နေတယ်ပဲထားပါအောင်ပေါ့နော်ကိုအတွက် step up ဖြစ်နေမယ်ပေါ့အဲ့ခါကျတော့ပတ်စံကလည်းကောင်းကောင်းလို့ခြင်းတယ်နေစတဲ့ကသူကနည်းနည်းနဲ့မစခြင်းဘူးကိုအတွေ့အကြုံလေးကလည်း2နှစ်တောင်မပြည့်သေးဘူးအမှန်ကတော့အဲ့လိုမျိုးဖြစ်ခြင်းတဲ့အခါကျလို့ရှိရင်ဆိုပါစို့အတွေ့အကြုံ9နှစ်လောက်ဆွဲဆန့်ပလိုက်တယ်ပြီးတော့ကြံတဲ့3နှစ်လောက်အတွင်းမှာက freelance project တွေဘာ project ညာ project တွေလုပ်နေခဲ့တာပါဆိုပြီးတော့စုပြီးတော့ပြလိုက်တယ်ပြီးသွားရင်ဘယ်မှာလုပ်နေတာလဲ okay လုပ်ခဲ့တယ်ဘယ်လို project တွေလုပ်တာလဲဘယ်မှာလုပ်နေတာလဲဘယ်နှစ်ကနေဘယ်နှစ်အတွင်းမှာဘာ project လုပ်တာလဲဘာတွေအချိဖြစ်ခဲ့လဲဘာမှမပြနိုင်ဘူးသို့တော့ portfolio တွေ achievement တွေကိုတွားကြည့်လိုက်လို့ရှိရင်တော့ achievement ဆိုတာထပ်ဘယ်လိုပြောမလဲ scale တွေကိုရေးတဲ့အခါမှာတော့ तू ကရေးတတ်တယ်ပေါ့နော်ဘယ်လို scale တွေရှိတယ် CV ပြင်တာကိုတော့ပြင်တတ်ကြတယ်ပေါ့နော် portfolio ပြင်တဲ့အခါလဲ theory တွေနဲ့ရှင်းပြပလိုက်တယ်ဒါ marketing theory တွေ positioning ကဘယ်လိုဖြစ်တယ်brand story ကဘယ်လိုပါညာဒါမျိုးတွေသူတို့ပြောတတ်တယ်ပေါ့ online ပေါ်မှာလဲပညာရေးတွေက education တွေကအများကြီးပေးနေကြတာဖြစ်တဲ့အတွက်ပေါ့နော် YouTube ကိုသွားကြည့်ရင်ကိုဒီလိုမျိုး knowledge တွေကလည်းကိုလည်းပင်ကိုလည်း smart လေးနည်းနည်းဖြစ်တယ်ဆိုလို့ရှိရင်ဒါမျိုးတွေကလုပ်လို့ရနေပြီပေါ့အဲ့လို theory တွေနဲ့ CV ကိုအရန်ကြည့်ကောင်းအောင်လုပ်ပလိုက်တယ်ပေါ့နော်ဒါပေမဲ့ credibility ကိုသွားကြည့်လိုက်မယ်ဆိုလို့ရှိရင်တကယ်ကိုအတိအကျဘယ် company မှာဘယ်လိုလုပ်ခဲ့တာပါလို့ပြနိုင်တာက2နှစ်မပြည့်ဘူးပေါ့ကျန်တဲ့3နှစ်မှာဘာတွေလုပ်ခဲ့ရလဲလို့ပြောရင်အတိအကျပြောလို့မရဘူးပေါ့နော်အဲ့ခါကျရင်လည်းဆိုပါစို့ကိုကနည်းနည်းလေးစိတ်ဝင်စားလို့ interview တွေဘာတွေခေါ်ကြည့်လိုက်ပြီဆိုကျမအသေးစိတ်မေးတာနော်အဲ့ဒီ3နှစ်ဆိုတာဘာလဲဘာလုပ်ခဲ့ရလဲပေါ့နော်အကယ်၍ကိုလုပ်ခဲ့တဲ့ project တစ်ခုမှာဘယ်လိုဒါကိုဖြည့်ရှင်းခဲ့လဲဒီ brand ကိုဘယ်လို promote လုပ်ခဲ့ရလဲ target audience ကဘယ်သူလဲအသေးစိတ်မေးရတယ်ပေါ့နော်မေးခွန်းကအဲ့လိုမေးမှသူကထွက်လာတာဟုတ်အဲ့လိုမေးလိုက်ရင်ဖြေတဲ့အဖြေတွေအားလုံးနှိပါဟာခုနကပြောတယ်2နှစ်မပြည့်တဲ့အတွေ့အကြုံလေးရပဲကွက်ပြီးတော့လာနေတာတွေ့ရတယ်အဲ့ဒါဆိုကျန်တဲ့3နှစ်ကဥစ္စာကိုတေချာလေးမပြနိုင်ဘူးပေါ့နော်အဲ့ဒါမျိုးလေးတွေတွေ့ရတယ်ပေါ့အဲ့ဒါဟာတယောက်မဟုတ်နှစ်ယောက်မဟုတ်တော်တော်လေးတွေ့ရတယ်ပေါ့နော်ဒါပေမဲ့အဖြေကတော့ကောင်းကောင်းပေးနိုင်တယ်နော် scale ဘိုင်းမှာအဲ့လောက်မဆိုးနေဘူးဖြေနိုင်တယ်ပြောလို့ရတယ် confidence လည်းရှိတယ်အသွားပြန်စကားကပြောလို့ရတယ်မေးလိုက်ရင်လည်း marketing နဲ့ပတ်သက်ပြီးသိနေတာကိုတွေ့ရတယ်ပေါ့နော်အဲ့ဒါမျိုးလေးတွေကျွန်မတွေ့နေရတယ်အကယ်၍အဲ့လိုမျိုးမပြောနိုင်နဲ့ပေါ့နော် CV ကကြီးလိုက်ရင်လည်း smart မဖြစ်တဲ့ဟာဆိုကျွန်မဒီထဲမှာစကားလုပ်ပြီးမပြောနေတော့ကျွန်မအဲ့လိုလူမျိုးကိုမရွေးဘူးရွေးခဲ့မယ်ဆိုရင်တောင်မှပဲ9နှစ်သမားကိုပေးတဲ့ salary မျိုးကျွန်မမပေးနိုင်ဘူးပေါ့တော်တယ်ပဲထားပါအောင် interview ဖြေတာကျွမ်းတယ်တွတ်တယ်မပေးနိုင်ဘူးတော်တော်လေးသဘောကျလို့ခန့်ဖြစ်ခဲ့မယ်ဆိုရင်တော့9နှစ်သမား salary နဲ့တွားပြီးတော့ရှင်လို့တော့မရဘူး။ဘာကြောင့်လဲဆိုတော့ first ဆိုတော့ integrity ဟာအရင်အရေးကြီးတယ်ပေါ့နော်။ပွင့်လင်းမြင်သာမှုပေါ့။ဒီအစားကိုပေါ့နော်ကို့မှာရှိတဲ့တကယ်တမ်းပြလို့ရတဲ့ solid ဖြစ်တဲ့အတွေ့အကြုံက2နှစ်လောက်ပဲရှိရဆိုရင်2နှစ်လောက်နဲ့ပဲအဲ့ဒီ smart ဖြစ်တဲ့ဥစ္စာနဲ့ပူးပေါင်းလိုက်ရင်တောင်မှ salary ကောင်းကောင်းဟာပေးဖို့အတွက်ထိုက်တန်ကောင်းတန်မယ်။ဒါပေမဲ့အခုကိုက9နှစ်လောက်အထိချပြထားပေမဲ့တကယ်တမ်းစစ်ကြည့်လိုက်တဲ့အခါဘယ်ကုမ္ပဏီမှာဘလို့လုပ်ခဲ့တာပါဘယ်အဖွဲ့အစည်းမှာပါ referee ကြည့်ချင်ဒီလူကိုသွားပြီးတော့အချိန်မီမေးလို့ရတယ်ကျမဘယ်တော့ဘယ်အဖွဲ့အစည်းမှာဘလို့ contribute လုပ်ခဲ့လို့အဲ့ဒီ brand ကဘလို့တိုးတက်သွားတာပါဆိုတဲ့ဥစ္စာကို visual နဲ့တကွာချပြနိုင်တဲ့ credibility လောက် interview မှာစကားတွေအရန်တက်ပြီးတော့ confidence ရှိတာဟာမရှင်းနိုင်ပါဘူးဒါကြောင့်မို့ငကိုရဲက2နှစ်လောက်ပဲအတွေ့အကြုံရှိရင်2နှစ်လောက်ကိုပဲ solid ဖြစ်အောင်ပြပါပြီးရင် interview ကိုဘယ်လိုကောင်းကောင်းဖြေမလဲဆိုတာကိုကျင့်ထားလို့ရှိရင်ပို့ပြီးတော့အခွင့်အရေးကပို့ပြီးတော့များပါတယ်ပြည်တွင်းမှာ HR တွေဘာတွေနဲ့အသေးချာမကြည့်တဲ့ SME မို့လို့ပေါ့နော်အလုပ်ရကောင်းရသွားနိုင်တယ်ပေါ့နော်ဒါပေမဲ့တကယ်တမ်းအဲ့ဒီအဖွဲ့အစည်းနဲ့ကိုယ်နဲ့အတွင်းရောက်မှမကိုက်တဲ့အခါကျရင်လည်းဒုက္ခရောက်မယ်ပေါ့နော်အဲ့လိုမျိုးကံကောင်းပြီးမတော်တဆဟုတ်တယ်တောင်းလိုက်တာလဲပတ်စံအများကြီးပဲ9နှစ်သမားတကယ်တောင်းသလိုပုံစံမျိုးတောင်းတာတကယ်ကတော့ပြနိုင်တဲ့ solid အတွေ့အကြုံက2နှစ်လောက်ပဲရှိတာဒါပေမဲ့ဟိုဘက် SME ကဝန်ထမ်းခေါ်တဲ့ဥစ္စာကိုမကျွမ်းကျင်သေးတဲ့အတွက်ကြောင့်မလို့ပိုင်ရှင် owner ကိုယ်တိုင်ကဒီလိုပဲသဘောကျပြီးတော့စကားပြောကြည့်လိုက်တော့ confidence လေးကလည်းနည်းနည်းရှိပြီးတွတ်တယ်ဆိုပြီးတော့ခန့်ထည့်လိုက်လို့ရှိရင်အဲ့ခါကျရင်နှစ်ဦးနှစ်ဖက်ဒုက္ခရောက်မယ်အဲ့တော့ဒီဥစ္စာကကျွန်မရှောက်တဲ့လူပဲပြောတာမဟုတ်ဘူးเนาะ SME တွေအလုပ်ခန့်တဲ့ခါလဲအဲ့ဒါလေးတွေကိုဂရုစိုက်ဖို့ပြောတာပါပေါ့ခြုံပြောမယ်ဆိုရင်ပေါ့နော်ကို CV ကိုစစ်မဲ့လူတွေဟာအတုံးအပါဘူးပေါ့နော် CV အပေါ်မှာ transparency ရှိပါ credibility က2နှစ်ဆိုရင်လည်း2နှစ်တစ်နှစ်ဆိုရင်လည်းတစ်နှစ်အဲ့ဒါလေးပဲပြပါပေါ့နော်ကို profile ရဲ့အားနည်းချက်ကိုအဲ့လိုမျိုးကြည့်လှအောင်ဖုံးတဲ့ကိစ္စမျိုးတွေမလုပ်ပါနဲ့ပေါ့နော်ပုံမှန်လင်းလင်းပဲသွားပါပေါ့ဘာလို့လဲဆိုတော့တနည်းမဟုတ်တနည်းနဲ့တဆင့်ဆင့်မှာတော့ဒီဥစ္စာကပေါ်မှာပဲပေါ့နော်အဲ့တော့စတဲ့ကအဲ့လိုမျိုးမကွယ်ဝှက်တာကောင်းတယ်ပေါ့နော်အဲ့ဒါလေးတစ်ခုပြောချင်တယ်ပေါ့နော်ဒုတိယတစ်ခုကဘာလဲဆိုတော့သူလည်းအဲ့လိုနည်းနည်းလေးဆင်တဲ့ကိစ္စလေးပေါ့နော်ဆိုပါစို့အခုကျမဒီ interview တွေအများကြီးလုပ်တဲ့အခါကျရင်ဒီဟာလေးတစ်ခုတွေ့ရတယ်အဲ့ဒီဟာက interview လုံးမှမဟုတ်ဘူးကျမတို့ရဲ့ language မှာလည်းနည်းနည်းလေးအခက်အခဲရှိတာထင်တယ်ပေါ့နော်စကားတွေအရင်ဝါချပြီးရောချတဲ့ကိစ္စအဲ့ဒါကြတော့ဟိုတမင်လောက်တာမဟုတ်ဘူးပေါ့လောက်တဲ့တမင်လောက်တာမဟုတ်ဘူးလောက်မယ်လို့လည်းမထင်ဘူး
မေကွန်းတစ်ခုမေးလိုက်တဲ့အခါ तू ကခဏရက်ပြီးတော့စဉ်းစားတဲ့အလုပ်ကိုမလုပ်ဘူးပေါ့နော်ကျမတတိထားမိတာတခုကကျမတို့မြန်မာလူမျိုးဒီ listening skill အားနည်းတယ်ပေါ့နော်နားမထောင်ဘူး तू ကပြန်ပြောချင်တာမြန်ပြန်ပြီးတော့ပြောချင်တာ response ကောင်းချင်တယ်ဒါပေမဲ့နားမထောင်ခဲ့ဘူးအရင်တော့ပြောချင်တယ်ဆိုတော့ listen မလုပ်ခဲ့တာကလည်းစမယ်ထင်တယ် listen ကကောင်းကောင်းမလုပ်ခဲ့ဘူးမလုပ်ခဲ့တဲ့အခါကျတော့မေးတဲ့မေးခွန်းရဲ့အဓိပ္ပာယ်ကိုအသေးချာလေးနားမလည်လိုက်ဘူးနားမလည်လိုက်တာလည်းရသေးတယ်ပြဿနာမရှိဘူးနားမလည်ဘူးဆိုရင်ပြန်မေးလို့ရတယ်ဘာမေးလိုက်တာလည်းမသိဘူးတစ်ချက်ကလေးဒါလေးကို clarify လုပ်ချင်တယ်ပြန်မေးပါမေးခွန်းမေးစရာရှိရင်ပြန်မေးပေါ့နော် interviewer ကိုပြန်မေးပါပေါ့နော်ပြန်မေးပြီးသွားတဲ့အခါရုပ်တရက်အဖြေမရှိသေးဘူးပဲထားအောင်ဒါမှမဟုတ်စိတ်ထဲမှာဘာဖြေရမလဲဆိုတာမသိကြဘူးခဏစဉ်းစားအောင်မယ်အဲ့ဒါဆိုလို့ရှိရင်လည်းခဏလေး pause လုပ်ပြီးစဉ်းစားပါခဏလေးနော်ညီမလေးစဉ်းစားလိုက်ပါအောင်မယ်ဟုတ်ကျွန်တော်ခဏလေးစဉ်းစားလိုက်ပါအောင်မယ်ခဏလေးရက်ပြီးစဉ်းစားလို့ရတယ်ဒီဘက်က interview တွေဆိုလို့ရှိရင်စဉ်းစားရုံနဲ့မကဘူးချပြီးတော့ note ပါလုပ်ခွင့်ကိုပေးထားတယ်ပေါ့ဘောပင်နဲ့စာအုပ်လေးနဲ့ယူလာခဲ့ပြီးတော့အရင်ဆုံးကိုဖြေမဲ့ဟာကို note ကလေးနဲ့ချပြီးအရင်ရေးကြည့်လိုက်တယ်အဲ့လိုမျိုးကိုခွင့်ပေးထားတယ် UK မှာဆိုရင်တော့ပေါ့နော်အဲ့တော့ကိုဒီမှာမြန်မာပြည်မှာတော့ကို interview ပေါ်မှာမူတည်ပြီးတော့ခွင့်တောင်းပြီးတော့လုပ်ချင်လဲလုပ်ပါပေါ့အဲ့လိုလုပ်တာကျမအနေနဲ့ဆိုရင်တော့ဘယ်လိုမြင်လဲဆိုတော့သူဒီ interview မှာတက်တောင့်တက်တာဖြစ်နေတယ်ပေါ့နော် request လုပ်เสียရှိတာကိုလည်းလုပ်ရဲတဲ့သူကိုကျမသဘောကျတယ်ပေါ့နော်ခဏလေးအမကျွန်တော်ခဏစဉ်းစားနေပါတယ်ကျွန်တော်ခဏလေးဒါလေးအကျန်းလေးချရေးလိုက်ချင်ပါတယ်ကျမတို့အဲ့ဒါမျိုးလက်ခံနေရှင်ဘာဖြစ်လို့လဲဆိုတော့ scale ရှိတယ် doesn't mean spontaneous ဖြစ်ရမယ်လို့မပြောလို့ scale ရှိတယ်ဆိုတာဒီနှုတ်ကနေမေးလိုက်တာနဲ့ပြောက်ခနဲ့ထွက်လာရမယ်လို့မဟုတ်ဘူးအဲ့လိုမဟုတ်ဘူးเนาะခဏတွေးလို့ရတယ်အဲ့လိုမျိုး thoughtful ဖြစ်တယ်တွေးတဲ့လူကိုလည်းသဘောကျတယ်ပေါ့နော်အဲကြောင့်မလို့အဖြေမရှိသေးရင်ရုပ်တရက်အဖြေမထွက်လာသေးရင်ခဏလေး pause လုပ်ပြီးတော့စဉ်းစားလိုက်ပြီးတော့မှ okay ငါဒီလိုမျိုးsentence ကိုပေါ့နော်ဝါကြောက်ဒီလိုတိဆောက်ပြီးဖြည့်မယ်အဲ့လိုစဉ်းစားပြီးတော့မှဖြည့်ပါအဲ့လိုမဟုတ်တဲ့အခါကျတော့အခုကျမဘယ်လိုတွေးရလဲဆိုတော့အမေကွန်းတစ်ခုမေးလိုက်လို့ရှိရင် row နဲ့စကလုံးတွေအများကြီးထွက်သွားတယ်ဘာဒီမှမသိလိုက်ဘူးပေါ့နော်တကယ်တမ်းအဲ့ဒါကို contest ကိုကောက်ကြည့်လိုက်လို့ရှိရင်မထွက်ဘူးအဖြေอ่ะပေါ့နော်ကျမ interview မေးရင်အရင်စိတ်ရှည်တဲ့သူဖြစ်တယ်နော်ကျမတစ်ခုမေးလိုက်လို့လိုချင်တဲ့အဖြေမရရင်ကျမနှစ်ခါသုံးခါလည်းဖိပြီးတော့မေးလေးရှိအဲ့လိုလည်းမေးရမှာပေါ့ဒါလည်း interview ခံရတဲ့လူကိုလည်းပြောတာဖြစ်တယ်လို့ interview လုပ်တဲ့လူတွေကိုလည်းပြောတာပေါ့နော်အထူးသဖြင့် SME တွေမှာ interview လုပ်ကြတဲ့သူတွေကိုလည်းပြောတာပါပေါ့နော် interview လုပ်တဲ့နေရာမှာလည်းကျမရဲ့ဝန်ထမ်းတွေဆိုရင်ပေါ့နော်ကျမသင်ပေးထားတာရှိတယ်ဝန်ထမ်းတွေကိုလည်း interview လုပ်ခိုင်းတယ်ပေါ့နော်နည်းနည်း level လေးနည်းနည်းမြင့်တဲ့ဝန်ထမ်းတွေဆိုရင် interview ဝင်ပြီးတော့လုပ်ခိုင်းပါတယ် interview လုပ်ခိုင်းတဲ့အခါကျမတွေ့ရတာလေးတစ်ခုကမြန်မာလူမျိုးကအာနာတတ်တော့ကိုကမေးလိုက်တယ်ဟိုကအဖြေကတဲ့မဖြေဘူးပေါ့နော်ဝေ့ဝိုက်ပြီးဖြေသွားတယ်လူကျင်တဲ့အဖြေကမရလိုက်တာအတိတာဒါပေမဲ့ interviewer ကလည်းနည်းနည်းလေးတွန်းမေးရမှာအားနာတယ်ပေါ့ဟိုကဖြေမှမဖြေနေတာမေးတဲ့ဟာကိုမဖြေနေတဲ့ဟာကိုတွန်းပြီးမမေးချင်ဘူးမမေးချင်တော့အဖြေကတကယ်ကမရလိုက်ဘူးမေးခွန်းကပြီးသွားပြီပေါ့အဆုံးလဲ interview ဆုံးသွားပြီလို့သူနဲ့ကိုယ်နဲ့ထိုင်လိုက်ကြရင်တကယ်တမ်းကသူလိုချင်တဲ့အဖြေကိုမရခဲ့ဘူးအဲ့ခါဆိုရင်ကျမသင်ပေးတယ်အာမနာနဲ့မေးတဲ့မေးခွန်းကအဖြေမရဘူးဆိုလို့ရှိရင်တိုးပြီးတော့မေး interview လုပ်မယ်ဆိုမှတော့ကျမတို့အနေနဲ့တိထိုက်တဲ့မေးခွန်းလေးတွေကမေးရမှာပေါ့နော်ဥပမာ personal တွေမေးနေတာမဟုတ်ဘူးမဖြစ်တဲ့မေးခွန်းတွေမေးတာမဟုတ် interview လာတယ်ဆိုမှတော့သူနဲ့ပတ်သက်တဲ့အလုံးနဲ့ပတ်သက်တဲ့ဟာလေးတွေကတော့မေးရမှာပေါ့ဥပမာဒီ company မှာပေါ့နော်လုပ်ခဲ့တဲ့ project တစ်ခုပေါ့ကို proud ဖြစ်တဲ့ project တစ်ခုကိုပြောပြပြီးတော့အဲ့ project ထဲမှာကိုလုပ်ခဲ့ရတဲ့ task အတိအကျလေးကိုပြောပြပေးပါလို့ပြောရင်အများစုကဘာတွေပြောကြလဲဆိုတော့အဲ့ဒီ company မှာတော့ကအဲ့ဒီ project ကိုသူတို့တတင်းလုံးလုပ်ကြတဲ့အကြောင်းပြောတယ်သူ boss ကဘယ်လိုဆုံးဖြတ်ချက်ချသွားတယ်သူများတွေအကြောင်းပြောတယ်ကိုလုပ်တဲ့အကြောင်းမပြောခဲ့ဘူးအဲ့ဒါမျိုးအဲ့ဒါကိုနှစ်ခါလောက်မေးလည်းမပြောနိုင်တဲ့သူရှိတယ်ပေါ့ဘာဖြစ်လို့လဲဆိုတော့ကိုယ့်ရဲ့ role ကိုအသေးချာသိခဲ့တာလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်တစ်ခုအဲ့နေရာလေးမှာဒါရှိုးရင်းချက်လေးရှိနေရလို့ပြောလို့ရတယ်ကို task ကိုသွားပြီးတော့ तू အသေးချာ identify မလုပ်နိုင်ဘူးပေါ့ team အနေနဲ့လုပ်တဲ့ဟာကိုပဲပြောသွားတယ်ပေါ့နော်အဲ့ဒါမျိုးတွေဆိုရင်နိုင်ငံခြား interview တွေမှာဆိုရင်အဲ့ဒါတော်တော်လေးအခြေအနေမကောင်းပါဘူးပေါ့နော်အမှန်တိုင်းပြောရင်ကျမကိုယ်တိုင်လည်းမကြိုက်ဘူးပြည်တွင်းမှာတော့တချို့တွေလက်ခံလိုက်မယ်ပေါ့နော်အများတန်း YouTube ပေါ်က podcast တွေလည်းသွားပြီးတော့နားထောင်လို့ရတယ် I နဲ့ we နဲ့မှာ I ကိုပဲသုံးရမှာပါ interview ဖြေတာဟာ we ဆိုပြီးတော့အဲ့ဒီ company ကအုပ်စုတစ်စုလိုက်ကြီးလာပြီးဖြေတာမဟုတ်ဘူး interview အမေးခံနေရတာ I ကိုပဲမေးတာအဲ့ဒါဆိုရင်ကိုလောက်ရတဲ့အပိုင်းသိရင်လည်းသိပလိစေအဲ့ဒါလေးကိုပဲပြောပါတတင်းလုံးလုပ်ခဲ့တဲ့ဟာကိုချပြလို့အခုအဲ့တတင်းလုံးလဲ interview လာဖြေတာမှမဟုတ်တာဟုတ်တယ်မလားအဲ့တော့အဲ့လိုမျိုးတွေမဖြေပါနဲ့ပေါ့နော်အဲ့တော့ interview လုပ်တဲ့သူအနေနဲ့ကလည်းမေးတဲ့လူကကိုယ့်ရဲ့မေးခွန်းကိုမဖြေနေဘူးဆိုရင်တိုးမေးပေါ့နော်အားနာပြီးတော့အဲ့ဒါဆိုမေးလို့မရတော့ဘူးဆိုရင်ဒီတိုင်းလွှတ်လိုက်တာမျိုးမလုပ်နဲ့ပေါ့နော်အဲ့လိုပြောလို့ရတယ်အဲ့တော့အခု interview ဖြေတဲ့နေရာမှာဖြေတဲ့လူတွေကိုကျမပြောချင်တာစကားကိုလုံးထွေးပြီးမပြောပါနဲ့ကျမတို့မြန်မာစကားမှာလုံးထွေးနေကြတဲ့ဟာတွေအများကြီးရှိတယ်ပုံမှန်ပြောတဲ့စကားပြောရင်လည်းအရန်တွေ့ရတာဥပမာကျွန်တော်တို့ကလေကျွန်တော်တို့ကလေဘယ်လိုပြောရမလဲဆိုတော့အဲ့တုန်းကလေကျွန်တော်ကလေဆိုအဲ့မှာပတ်နေရော
အဲ့ sentence တစ်ကြောင်းမှာကျွန်တော်ကလေကျမကလေအဲ့တုန်းကလေဘယ်လိုပြောရမလဲဆိုတော့ဆိုတဲ့ဟာတွေက3က4ကလောက်ပါသွားလို့ရှိရင်အဲ့ဒီ sentence ကြီးကအရှည်ကြီးဖြစ်သွားပြီတကယ်တမ်းအဖြေကဘာမှမရလိုက်ဘူးပေါ့နော်အဲ့လိုပတ်နေတဲ့ဟာတွေရှိတယ်အဲ့လိုမပတ်စေနဲ့ပေါ့နော် articulate လုပ်တဲ့ဥစ္စာပေါ့အကြောင်းအရာတစ်ခုကိုဝါကြတစ်ကြောင်းနဲ့ပြောမယ်ဆိုရင်ဝါကြတစ်ကြောင်းကိုပြက်သားလေးပြောပါပြီးအောင်လည်းပြောခဲ့ပေါ့အရင်ဖြစ်တတ်ကြတာဝါကြကိုပြီးအောင်မပြောဘူးတဝါကြတစ်ကြောင်းကမပြီးသေးဘူးနောက်တစ်ကြောင်းကတိုးဝင်သွားပြီအဲ့လိုမျိုးတွေလည်းအရင်ဖြစ်တာတခါလေဆိုပြဿနာမရှိပေမဲ့အချိန်တိုင်းမှာဘယ်ဝါကြအောင်မှပြီးအောင်မပြောဘဲနဲ့နှစ်ကြောင်းသုံးကြောင်းထပ်နေလို့ရှိရင်နားထောင်ရတဲ့သူကအဆင်မပြေဘူးပေးချင်တဲ့ information ကိုမရောက်ဘူးပေါ့နော်အဲ့မှာUK မှာကျမတို့သုံးတဲ့ STAR method ဆိုတာရှိတယ်ပေါ့နော် STAR star ပေါ့စကားလုံးလေးလုံးပါတယ် acronym ပေါ့ပထမဦးဆုံး S က situation ဖြစ်ပါတယ်ပေါ့နော်အဲ့ဒီတုန်းကဘယ်အခြေအနေပေါ့ဘယ် company မှာတုန်းကဘယ် brand ကိုကင်တုန်းကကျမဘယ်လို position နဲ့အလုပ်လုပ်ခဲ့တုန်းကလေဆိုတဲ့ situation ဖြစ်ပါတယ်အဲ့လိုပြောရရင်ကိုရှေ့မှာကျမပြောတဲ့ credibility ကိစ္စကပါသွားပြီနော်ဘယ်တုန်းကဘယ်မှာဘာလုပ်ခဲ့ရဆိုရဲကိုယ့်ရဲ့ history ကို proud မဖြစ်ရင်လူတွေကမချပြကြတာများတယ်မချပြနိုင်တဲ့ဟာဆိုရင် CV ထဲကိုမထည့်နေနဲ့တော့ခိုလိုဒီလိုနဲ့အတွေ့အကြုံကိုနှစ်ချက်ချင်းလို့ထည့်လိုက်ပြီးတော့မှအဲ့ဒီ situation ထဲမှာဘယ်တုန်းကဘယ်လိုဘာလုပ်တုန်းကလေးဆိုတာကိုမပြောနိုင်ရင်ကိုယ့်ရဲ့ image ကလည်းမကောင်းပါဘူးအဲ့တော့စလာတဲ့က situation ကိုအတိအကျပြောပါဘောနော်နောက်တစ်ခုက T ပေါ့ task ပေါ့နော်ကိုကအဲ့ဒီတုန်းကဘာကိုအတိအကျလုပ်ခဲ့ရတာလဲ task အဲ့ဒါဟာ UK မှာလည်းသုံးတယ်ဒါ global standard အနေနဲ့ကိုသုံးတဲ့ method တစ်ခုဖြစ်ပါတယ်ရှေ့မှာကျွန်မပြောသလိုပဲတင်းကဘာလုပ်ရတယ်ဆိုတော့ we ဟာကြီးကိုမပြောပါနဲ့ကိုယ့်ရဲ့ task I နဲ့ပဲပြောရမှာဖြစ်ပါတယ်အဲ့ဒီ project တစ်ခုလုံးမှာကိုယ့်ရဲ့ task ကဘာလဲဆိုတဲ့ဟာကိုအတိအကျပြောပါဘောနော်နောက်တစ်ခုက action ပေါ့အဲ့ဒီ task နဲ့ပတ်သက်ပြီးတော့ကိုကဘာ action တွေယူခဲ့ရလဲကိုဘာလုပ်ခဲ့တာလဲပေါ့ဥပမာကိုယ့်ရဲ့ task ကအဲ့ဒီမှာကိုက event planner ပေါ့အဲ့ဒီ event planning နဲ့ပတ်သက်ပြီးတော့ကိုလုပ်ခဲ့တဲ့ action တွေကဆိုပါစို့เนาะ competitor analysis တွေလုပ်တယ် event နဲ့ပတ်သက်ပြီးတော့တခြားလူတွေဘယ်လို event တွေလုပ်နေတယ်လဲအဲ့ဒါတွေကိုကြည့်တယ်ပေါ့နော်ဆိုပါစို့နောက် event ထဲမှာသုံးမဲ့ dancer တွေကိုတော့ကိုကထိုင်းနိုင်ငံကနေပြီးတော့တကယ်ကိုအရန်ပြောင်မြောက်တဲ့ dancer တွေကို research တွေလုပ်ပြီးတော့ကိုယ်တိုင်သွားပြီးတော့ဆက်သွယ်ပြီးတော့မှမြန်မာပြည်တွင်းကိုခေါ်သွင်းပြီးတော့ဒီ event မှာတော့လုံးဝ extraordinary ဖြစ်အောင်ကိုကဘယ်လိုလုပ်လိုက်ပါတယ်ဆိုအဲ့ဒါဆို action ဖြစ်သွားပြီပေါ့အဲ့ဒါကြောင့်မို့လို့เนาะနောက်ဆုံးရတဲ့ R က result ဖြစ်ပါတယ်ဘယ်လို result ထွက်လာခဲ့တာလဲအောင်မြင်တာလားမအောင်မြင်တာလားပေါ့နော် market share တွေဘယ်လောက်တက်သွားတယ်ကိုယ့်ရဲ့ event ကြီးကလူအယောက်နော်3သိန်းလောက်လာတယ်ပွဲကင်းကြီးကအပြည့်ပဲပေါ့နော်အဲစသဖြင့်တစ်ခုခုပေါ့ကိုရဲ့ PR အနေနဲ့ဆိုလို့ရှိရင်ပေါ့နော် PR value ကဘယ်လောက်တောင်ရသွားတယ်ပေါ့နော်ဒါမှမဟုတ် Facebook နဲ့ဒီ TikTok မှာ engagement က 3.4 million တောင်မှဒီ campaign တစ်ခုလုံးအတွက်ရခဲ့တယ်စသဖြင့် result ကိုအတိအကျပြောပါပေါ့အဲ့ဒီလိုပြောနိုင်တော့မှအဲ့ဒီဥစ္စာဟာ articulated well articulated ဖြစ်တယ်လို့ခေါ်တယ်ပေါ့နော်ပြည်တွင်းမှာပဲရှောက်ပြည်ပမှာပဲရှောက်အလုပ်တွေရှောက်ပြီး interview တွေဖြေတဲ့အခါဝါပြီးချတာထက်ကိုအဲ့လိုမျိုးအတိအကျလေးတွေပြောနိုင်လို့ရှိရင်အဲ့ဒီလူက skillful ဖြစ်တယ်လို့ခေါ်တယ်ဒါကဖြေတဲ့လူကိုလည်းပြောတာဖြစ်တယ်လို့မေးတဲ့လူကိုလည်းပြောတာပါအခုဒီဥစ္စာကကျမ UK ကဥပမာကိုယူပြီးတော့ပြောတာသို့တော့အလုပ်ခေါ်ကြတဲ့လူတွေမှာလည်းပေါ့နော် SME တွေဆိုရင် HR တို့ဘာလို့မရှိဘူးကိုယ့်အကူပဲ interview လုပ်ကြတာကျမတို့ဆိုရင်လည်း HR မရှိသေးပါဘူးပေါ့နော်ကျမနဲ့ဒီ position ကနေပြီးတော့ဟို report လုပ်မယ် supervisor နဲ့2ယောက်ဒါ interview လုပ်ကြမယ်ဆိုရင်ကျမတို့မေးတဲ့မေးခွန်းတွေကလည်းအဲ့ဒီအခုဒီ star ဘက်ကိုအခုဒါကို star method လို့ခေါ်တာပေါ့အဲ့ဒီဘက်ကိုဥတီမဲ့မေးခွန်းတွေကိုနှိုက်ချွတ်ကိုထုတ်ပြီးတော့မေးတာပေါ့ဒါမှလည်း तू ကသူတကယ်လုပ်ခဲ့တာလားဒါမှမဟုတ်သူရောချတာလားဆိုတဲ့ဥစ္စာကိုသိရအောင်အတွက်အဲ့လိုမေးတာဖြစ်ပါတယ်ဒါနှစ်ဦးနှစ်ဖက်ကိုပြောပြတာပေါ့နော်အဲ့ဒါတစ်ခုဖြစ်တယ်နောက်တစ်ခုက be presentable ပေါ့ presentable ပေါ့ကြည့်လို့ရှုလို့ကောင်းအောင်တော့လုပ်ပါပေါ့နော်အဲ့ဒါကအခုအလုပ်ရှောက်တဲ့သူနေရာကနေအရင်ပြောကြည့်မယ်ပေါ့နော်ဒီအချက်မှာထည့်ပြီးတော့ဒီနောက်ဆုံးနံပါတ်3ချက်မှာထည့်ပြီးပြောချင်တာတော့မဟုတ်ပဲနည်းနည်းရည်စရာပြောချင်တဲ့ဟာတွေရှိတယ်ပေါ့နော်အလုပ်တွေခေါ်လိုက်ရင်ဘယ်လိုလာရှောက်တဲ့သူတွေရှိသေးလဲသိလား email တစ်စောင်မှာ subject တစ်ခုနဲ့လာတယ်အလုပ်လိုချင်လို့ပါ email တစ်စောင်ဒါကကျွန်တော်ရဲ့ CV ပါ email တစ်စောင်ဒါကတော့ကျွန်တော်ရဲ့ cover letter ပါ email တစ်စောင်လူတစ်ယောက်ကအဲ့လို3ခုပို့တာတွေရှိတယ်အဲ့လောက်ထိအခြေအနေဆိုးတဲ့လူတွေရှိတယ်ကျမအဲ့လိုလူမျိုးကိုပြောတာမဟုတ်ဘူးအဲ့လောက်ဆိုရင်ဝင်လာတဲ့တခါတည်း delete ပဲလုပ်ချပလိုက်တယ် email box ပြည့်တယ်လို့တွေးတယ်ပေါ့နော် email တစ်ခု application တစ်ခုလုံးမှတော့ကောင်းကောင်းပဲပြင်လိုက်ပါတော့အဲ့လိုဖြစ်ကြတဲ့ဆန်းလုံးမယ်ဆိုလို့ရှင်တော့မလျှောက်တော့နဲ့မရမှသေးကြတယ်အဲ့လိုသာရှောက်ရင်ဘယ်သူမှလည်းပေးမှာမဟုတ်မလျှောက်တော့နဲ့အဲ့ဒါဆိုရင်တော့ဟိုမလုပ်တာပိုကောင်းတယ်ပေါ့အခုကကျမတကယ်ကိုအသေးချာလျှောက်လာတဲ့တကယ်ကို applicable ဖြစ်တဲ့လူတွေတဲကမှရွေးပြီးတော့ပြောချင်တာပေါ့နော်ဒီခေတ် CV တွေဟာအရင်တော့လိုမျိုးအမီမွေးသက်ကြဲအရက်ဘလောက်အဲ့လောက် CV အဆင့်လောက်တော့မဖြစ်တင်တော့ဘူးပေါ့နော်အထူးသဖြင့် business လုပ်ငန်းတွေမှာရှောက်တယ်ဆိုရင်လုပ်ငန်းအသေးအစားအဲ့လောက်တော့မဖြစ်တင်တော့ဘူးအဲ့နေရာလေးကနေစရအောင်ပေါ့နော်ပုံတွေဓာတ်ပုံတွေထဲတဲ့အချိန်မှာတချို့တွေဖုန်းနဲ့မှန်စီပေါ့ toilet ထဲမှာမှန်မှာရိုက်ထားတဲ့ selfie ပုံတွေလည်းထည့်ကြတာတွေ့တယ်အဲ့ဒါမျိုးတွေမလုပ်ပါနဲ့ပေါ့နော်အောက်ကစာဖတ်ကြည့်လိုက်တော့မဆိုးပါဘူးဒါပေမဲ့ပုံက toilet ထဲကဘလို့ဖြစ်လို့အဲ့ပုံကိုထည့်တာလည်းမသိဘူးအဲ့ဒါမျိုးတွေထည့်ကြတယ်
တချို့ main ကလေးတွေထဲမှာအငယ်ပိုင်းလေးတွေပေါ့နော်အခုမှ fresher လေးတွေစလျှောက်ကြတယ် intern တို့ဘာတို့မှလည်းတွေ့ရတာစကတ်အတူလေးတွေဝက်ပြီးတော့ဟို cute ပုံလေးတွေထည့်တယ်ပန်းရောင်လေးတွေနဲ့ဘေးနားမှာ CV ကိုဘယ်လိုဖြစ်လို့ပန်းရောင်လေးခရမ်းရောင်နေနဲ့လဲပေါ့နော်အဲ့လိုမျိုးတွေပြင်ကြတဲ့သူတွေတွေ့တယ်ပေါ့နော်နောက်တစ်ခါစာတွေအများကြီးအရှိန်ကြီးတွေရေးတာပေါ့ဒါပေမဲ့အဲ့စာတွေကိုဖတ်ကြည့်လိုက်လို့ရှိရင် AI မှအရန်သိတာကျွန်မပြောချင်တာ gain ပေါ့နော်တချို့အတွေ့အကြုံမရှိတဲ့ SME ကလူတွေဆိုရင်เนาะအတွေ့အကြုံမရှိဘူးတဲ့ပေါ့နော်ဆိုလိုချင်တာ corporate တွေဘာတွေမှာတခါမှမလုပ်ခဲ့ဘူးအခုမှလုပ်ငန်းစလုပ်တယ်နယ်ရလည်းဖြစ်တယ်လုပ်ငန်းကတော့ဆိုပါစို့ဒါကြီးတယ်ပေါ့နော်ကို့မှာဒါစားတောက်ကုန်လုပ်ငန်းတို့ဘာတို့ပေါ့အဲ့ဒါမျိုးဒါပေမဲ့ဒီလိုမျိုးဝန်ထမ်းခန့်တာတို့ဘာတို့အတွက်ကအတွေ့အကြုံမရှိဘူးဆိုတဲ့လူတွေကြတော့ဒီလိုမျိုးစာပိုက်အရှိန်ကြီးရေးရင်တော့ကြွေမလားတော့မသိဘူးပေါ့နော်ကျမတို့အနေနဲ့က AI ဒီဘာတွေနဲ့လည်းအလုပ်လုပ်နေတဲ့လူတွေဖြစ်တယ်ကိုယ်တိုင်ကလည်း corporate ကလာတဲ့လူမို့လို့ကြိလိုက်တာနဲ့အဲ့ဒါ AI ဆိုတဲ့ဟာကိုဘယ်ဟိုဟာမှဘာစက်ကမှဘာ AI ဟိုဟာကမှ filter လုပ်ပေးစရာမလိုမျက်လုံးနဲ့ကြည့်ရင်ကိုသိတယ်တချို့ဆိုရှိသေးတယ်ပေါ့နော် AI ကသူ့မှာ information အပြည့်အဝမရလို့တချို့နေရာလေးတွေ blank ထားခဲ့တာရှိတယ်ဥပမာ position ဆိုတဲ့ဥစ္စာကိုသူက position ကိုအသေးချာ prompt မပေးလိုက်တဲ့အတွက်ကြောင့်မလို့ position နေရာမှာဂွင်းစဂွင်းပိတ်နဲ့ this position ဆိုပြီး AI ကထုတ်ပေးလိုက်တဲ့ဥစ္စာကိုတော့မဖြတ်ခဲ့ရအောင်အဲ့လောက်အခြေအနေဆိုတာအဲ့လိုမျိုးတွေမလုပ်ပါနဲ့ဘာဖြစ်လို့ AI နေနဲ့သွားပြီးတော့အဲ့လိုစာတွေအရှိကြီးရေးတာလဲပေါ့နော်ရှေ့ဆုံးကပြောတဲ့အချက်တွေလိုမျိုးပဲစာတွေအများကြီးရေးဖို့ကအဓိကမဟုတ်ဘူးဘယ်ကုမ္ပဏီမှာဘာလုပ်ခဲ့တာလဲဘာအချိဖြစ်ခဲ့လဲနှစ်ကဘယ်လောက်ရှိလဲအဲ့ဒါကိုကြည့်ရရင်ကိုတော်တော်ဟုတ်နေပြီပေါ့နော်ကိုလုပ်ခဲ့တဲ့အလုပ်တွေရဲ့ task ကိုရေးတဲ့အချိန်မှာလည်းဖြစ်နိုင် bullet point လေးနဲ့ရေးတာအကောင်းဆုံးပဲပေါ့နော်ငါဒါတွေလုပ်ခဲ့တယ်ပေါ့နော်ဒါလူတစ်ယောက်ရဲ့ JD မှာလုံနိုင်တဲ့ဥစ္စာဘယ်နှခုလောက်10ခုဆိုအများဆုံးပေါ့တော်တော်များနေပြီ10ခုဆိုရင်တော့မှတက်နိုင်မြန်ချစ်ချစ်လစ်လစ်ကလေးနဲ့ရေးရင်ကောင်းပါတယ် presentable ဖြစ်အောင်လုပ်ပါပေါ့နော် CV ဖတ်တဲ့သူတွေဟာ it's not like they have all the time in the world အချိန်လေးလောက်အများကြီးရှိနေတာမဟုတ်ဘူးအဲ့လောက်ရှည်ကြီးရေးလို့ကိုယ့်ကို impress ဖြစ်သွားတာမဟုတ်ဘူးပေါ့နော် presentable လုပ်တယ်ဖြစ်တယ်ဆိုတာ CV ဆိုတဲ့သဘောကချစ်ချစ်လစ်လစ်နဲ့ professional ကြနဲ့ကိုပြောချင်တဲ့ဥစ္စာကိုထိမိမိရေးပြနိုင်တဲ့ဥစ္စာကသာလျှင်ဒါတန်ဖိုးရှိရလို့ခေါ်တယ်ပေါ့နော်ဒါလေးက CV ပြင်တဲ့အပိုင်းမှာပြောချင်တာပေါ့နော်နောက်တစ်ပိုင်းကဘာလဲဆိုတော့ interview လာကြတဲ့အခါပေါ့နော် interview လာကြတဲ့အခါအခုကအကုန်လုံးက Zoom ကနေပဲလုပ်ကြရတာပေါ့လीနော်ကျမတို့အနေနဲ့ဆိုရင်ပြောပါတယ် Zoom နဲ့လုပ်တဲ့အခါ interview လာပြီဆိုရင်ရှေ့မှာဖြစ်နိုင်တော့အကောင်းဆုံးက laptop နဲ့လုပ်တာအကောင်းဆုံးပဲပေါ့နော်တချို့ဆိုရင်ဖုန်းနဲ့လာတယ်အဲ့ဖုန်းကြီးလည်းလှုပ်တော်နဲ့လှုပ်ဖုန်းကြီးလည်းလှုပ်စပြောရမယ်လူကပြောရတော့မှလားစောင့်ရမှလားဘယ်လိုလုပ်ရမှန်းမသိဘူးအဲ့လိုတွေဖြစ်တာရှိတယ်အကောင်းဆုံးကတော့ laptop နဲ့လာခဲ့ပါပေါ့နော် laptop နဲ့လာပြီးရင်မျက်နှာကိုအသေးချာလေးပြဒီလောက်ကနေတဝက်လောက်ကနေတော့စပြပေါ့နော်စပြပြီးတော့ online အလုပ်လာလျှောက်တဲ့အချိန်မှာinternet မကောင်းရင်ဘယ်လိုလုပ်ကြမလို့အဲ့ဒါ presentable ဖြစ်တဲ့ထဲမှာအဲ့ဒါလည်းပါတယ်ပေါ့နော်ကျမတို့ဆိုရင်အဲ့ဒါကိုကြည့်တယ်ပြီးတော့နည်းနည်းလေးလဲမျက်နှာလေးရွှင်ပြနဲ့နှစ်လိုပွဲကောင်းလို့ရှိရင်တော့ပို့ပြီးတော့ chance ကပိုများတာပေါ့အခုကကျမဒီလိုပြောလိုက်ရင်တချို့လူတွေကထင်မယ်ပေါ့ဒါလေးတွေက basic တွေအကုန်လုံးသိတယ်လို့ထင်ပေမဲ့အဲ့ဒါအကုန်လုံးမသိဘူးအခုကလူတွေများများနဲ့တွေ့လာလေတွေအဲ့ဟာသိလာလေပေါ့နော် interview ကိုဖုန်းနဲ့လာတယ်ပြီးအဲ့ဖုန်းက stand အောင်မပါဘူးစလာတဲ့ကကျွတ်အတန်တွေထွက်ပြီးဒီလိုတွေလှုပ်ပြီးလို့ရှိရင် internet ကဒီနာအထဲမှာမကောင်းလို့ဆိုပြီးအပြင်ထွက်သွားပြီးတော့ interview ကိုလမ်းလျှောက်ပြီးဖြေတဲ့သူတွေရှိတယ်အဲ့ဒါမျိုးတွေလည်းတွေ့ရတာပေါ့နော်နောက် internet မကောင်းပေါ့အဲ့တော့ internet မကောင်းတာကိုခက်သေးခက်ပေါ့လို့တချို့တွေတွေးကောင်းတွေးမယ်ပေါ့နော်ဒါပေမဲ့ကျမအတွေ့အကြုံမှာအထူးသဖြင့်ဒါလုပ်ငန်းရှင်တွေကိုပြောချင်တာပေါ့နော်ကျမအတွေ့အကြုံမှာလေအဲ့လိုမျိုး internet မကောင်းတာအဲ့လိုခုနကလိုမျိုးအဲ့လိုကျွတ်ဆိုပြီးတော့လှုပ်နေတာတွေပါဒီ interview ကိုဖုန်းနဲ့လာဖြေတဲ့ကိစ္စတွေအဲ့ဟာတွေမှာတွေ့ကြုံဘူးသမျှလူတွေထဲမှာအဲ့ဒီလိုမျိုးအတွေ့အကြုံရဲ့ mentality ပေါ့သူ့ရဲ့ mindset ကိုပြောပါဆိုရင်ပထမဆုံးချက်အနေနဲ့ပေါ့နော်ဒီ internet မကောင်းတာ facility နည်းနည်းဟိုဟာဖြစ်တဲ့ကိစ္စပေါ့နော်မကောင်းတဲ့ကိစ္စကျမတို့ကအလုပ်ခေါ်တဲ့အချိန်မှာထည့်ပြီးတော့ခေါ်ထားပါတယ်ပေါ့နော်ဒီအလုပ်က online အလုပ်ဖြစ်တယ်ဒါကြောင့်မို့လို့ workstation ရှိရမယ် workstation လို့ပြောရင် laptop ပါတယ် internet ကောင်းရမယ်အကယ်၍မြန်မာပြည်ကမီးခဏပြတ်တဲ့အတွက်ကြောင့်မလို့မီးပြတ်သွားခဲ့တယ်ဆိုရင် power bank ပဲဖြစ်ဖြစ်ဒါမှမဟုတ်မီးမှန်တဲ့ဥမာဆွေမျိုးအိမ်မှာသွားပြီးတော့အလုပ်လုပ်တာတို့ဘာတို့အဲ့လိုမျိုးပေါ့နော်တခုခု source တခုခုတော့ကို့မှာရှိနေရမယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့တီးတန့်ကျမတို့အနေနဲ့ကတော့ဒီတလောမှာမီးပြတ်သွားလို့အလုပ်လုပ်လို့မရပါဘူးဆိုတာမျိုးကတော့ excuse ယူလို့မရဘူးဆိုတာကိုထည့်ပြောထားတယ်ပေါ့နော်တချို့တွေကအဲ့ဒီအချက်ကိုမကြိုက်တဲ့သူတွေရှိမယ်နင်တို့ဘက်ကဒါကို support ပေးမှမို့လို့အဲ့လောက်ပြောနိုင်တာလားမြန်မာပြည်ကမီးမမှန်တာအဲ့လိုတွေးမယ်ဆိုရင်ဒီအလုပ်တွေကမလျှောက်တာကောင်းတယ် no judgment to each other ဥမာကျမတို့အနေနဲ့လည်းဘယ်သူမှ judge မလုပ်ဘူးကဲမီးမရှိဘူးကိုလုပ်တဲ့နေရာမှာဒါကြောင့်မလို့မီးရှိဖို့တော့လာမတောင်းဆိုနဲ့ okay အဲ့ဒါဆိုရင်ဒါကျမတို့နဲ့အလုပ်လုပ်လို့မရအောင်ကျမတို့နဲ့အလုပ်လုပ်လို့ရမယ်မီးရှိတဲ့နေရာက workstation ရှိတဲ့လူတွေကိုရှာပြီးတော့အလုပ်ခေါ်မှာပေါ့အဲ့တော့
အဓိကကဘာလဲဆိုတော့ကိုနဲ့မလိုက်ဖက်ဘူးဆိုရင်ဒါမလုပ်ကြတာကောင်းတယ်ပေါ့နော်အဲ့ဒါအဲ့လောက်ပဲဘယ်သူမှ judge လုပ်စရာမလိုကျမတို့လည်း judge မလုပ်ဒါပေမဲ့တခုတော့ရှိတာပေါ့ interview မှာကတော့ကျမတို့အလုပ်က judge လုပ်ရမယ်အလုပ်လေနော်ဒီလူတကယ်လုပ်နိုင်မလုပ်နိုင်ဘူး judge လုပ်ရမှာကျမတို့အလုပ်ဖြစ်တဲ့အခါကျတော့ interview လာပြီဆိုရင်တော့ကျမတို့ကအဲ့ဒါတွေကြည့်တာပေါ့အဲ့လိုကြည့်တဲ့အခါကျမရဲ့အတွေ့အကြုံက interview မှာဒီလိုတွေးလို့ရတယ်။ဒီ interview တစ်ရက်မှာ तू internet မကောင်းတာပဲပေါ့နော်။ तू ကဒီနေ့ तू laptop မပါလာလို့ဖုန်းနဲ့လုပ်လိုက်တယ်။အဲ့လိုတွေးမယ်ပေါ့နော်။တကယ်အလုပ်လုပ်တဲ့ခါကျရင်ကောင်းမှာပါ။အဲ့လိုတွေးလို့ရတယ်။အဲ့လိုမဖြစ်လာဘူး။တကယ်တမ်းတွေးကြုံမှာ interview မှာသာအဲ့လိုမျိုးဖြစ်နေရဆိုရင်တကယ်တမ်းအလုပ်လုပ်တဲ့ခါလဲအဲ့ပုံထက်တောင်ပိုဆိုးသေးတာ။ internet ကလည်း improve ဖြစ်လာမှာမဟုတ်သလိုနောက်ပိုင်းကျရင်ဒီ power bank တွေဝယ်လိုက်ပါမယ်ဘာညာဆိုတဲ့ဥစ္စာလဲတော်တော်နဲ့ဖြစ်မလာဘူး။အလဲမှာကိုက customer တွေကလည်းတွေးဖို့ရှိတယ်ဆက်ဆံဖို့ရှိတယ်။ပြောရဆိုရမယ် internet ရှိမှဖြစ်မယ်ဆိုတဲ့အခါကျရင်ဒီလူဟာဒီ meeting မတက်နိုင်တာပဲဖြစ်ဖြစ် meeting တက်နေတဲ့အချိန်မှာကင်မရာကြီးပိတ်ထားရတာပဲဖြစ်ဖြစ်စကားပြောတာမကြည်တာပဲဖြစ်ဖြစ်ကျွတ်နဲ့အတန်တွေထွက်နေရပဲဖြစ်ဖြစ်အိုးစိတ်တွေရှုပ်ရပါတယ်အဲ့တော့ interview မှာအဲ့ဒီ quality ဆိုရင်အဲ့ဒီကတခါတည်းညင်းခဲ့လိုက်တာကောင်းတယ်ပေါ့နော်အဲ့ဒါကလုပ်ငန်းရှင်တွေဘက်ကိုအဓိကပြောတာပေါ့ interview လောက်ခံမဲ့သူတွေအနေနဲ့လည်းအဲ့ဒါဟာကျမဘက်ကကြည့်မယ်ဆိုရင် mindset တစ်မျိုးလို့မြင်တယ်ပေါ့နော် interview ဆိုတာအရေးကြီးတဲ့အထဲမှာပါပါတယ် unless ဒီ interview ကအရေးမကြီးဘူးငါရလည်းဖြစ်တယ်မရလည်းဖြစ်တယ်လို့ဖြေမယ်ဆိုရင်တော့ကျမအနေနဲ့ဆိုရင်တော့အဲ့လိုမျိုးကိုယ့်အဖွဲ့အစည်းကိုထင်တဲ့လူကိုတော့မခန့်ခဲ့တာကောင်းတယ်လို့တွေးတာပေါ့နော်အဲ့လိုတွေးတာပေါ့နော်တေချာမပြင်ဆင်ခဲ့ဘူးဆိုရင်ဒါကအရေးမကြီးဘူးလို့လားပေါ့နော်ဒါကတေချာဒီ interview ကို respect ရှိမပြင်ဆင်လာခဲ့ဘူးဆိုတော့ရုပ်ထွက်ဖြစ်နေတယ်ဆိုရင်တကယ်အလုပ်လုပ်ကြတဲ့အခါလဲဒီ meeting ကအရေးမကြီးပါဘူးဒီလိုပဲပြီးသွားမှာပါဆိုပြီးတော့တွေးရင်ဘယ်လိုလုပ်ကြမလဲဆိုတော့ mindset ကိုမြင်ရတဲ့အတွက်ကြောင့်မလို့အဲ့ဒီထဲကနေတခါတည်း reject လုပ်ပါတယ်တော်နေလို့ရတယ်အခုခေတ်ကကျမပြောသလိုပဲเนาะ knowledge တွေကအရန်ပေါ်တယ် podcast တွေနားထောင်ရင်ကို information ကတော်တော်ရနေပြီကြောင်းမတက်ရသေးဘူးပဲထောင်းအလုပ်ကမလုပ်ရသေးဘူးအဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့တော်ကြပါတယ်ကလေးတွေကမတော်တာတော့မဟုတ်ဘူးဒါပေမဲ့ဘာတွေလိုသွားရလဲဆို attitude တွေမှာအရန်လိုတယ်အဲ့လိုမျိုး mindset တွေမှာအရန်လိုတယ်ပြီးတော့ consistency ပေါ့တည်မြဲပြီးအလုပ်လုပ်တယ်ဆိုတဲ့အပိုင်းတွေ credibility တည်ဆောက်တဲ့အပိုင်းတွေ profile တစ်ခုတကယ်ရှိခြင်းမရှိခြင်းတွေမှာကြတော့အဲ့ဒါတွေကအရန်စကားပြောသွားတာပေါ့နော် loyal ဖြစ်ခြင်းမဖြစ်ခြင်းအဲ့ဒါမျိုးတွေမှာအရန်စကားပြောသွားတာဆိုတော့တော်နေပြီးတော့အဲ့ဒီအပိုင်းတွေတစ်ခုမှမရှိဘူးဆိုရင်အရန်စိတ်ညစ်ရတာပါအရန်စိတ်ညစ်ရမှာဖြစ်တယ်ပေါ့နော်ကိုယ့်ရဲ့ဒီခိုချီတွေထဲမှာလည်းလုပ်ငန်းရှင်တွေအများကြီးပါသလိုကိုယ်တိုင်လည်းဒီလုပ်ငန်းကိုလှုပ်လာခဲ့တဲ့အတွေ့အကြုံတစ်ခုမှာຢာတွေကိုအရန်တွေ့ရပါတယ်။ဒါကြောင့်မလို့လူရွေးတယ်ဆိုတဲ့အခါပေါ့နော်အချိန်လေးနည်းနည်းပေးရွေးပြီးတော့ဟုတ်တယ်အခုက talent ရှားနေတယ် talent ရှားနေတာမှန်တယ် talent ရှားတယ်ဆိုပြီးတော့ထင်ရမြင်ရကောက်ခန့်လို့ရှိရင်အခုပြန်ကြားရတဲ့ဓာတ်တွေထဲမှာပါတယ်ပေါ့နော်ကိုယ့်ရဲ့ကိုချီတွေထဲမှာပြန်ကြားရတဲ့တွေမှာလည်းပါတယ်ထွက်သွားပြီးတော့မှကိုယ်ပြန်ပြီး attack လုပ်တာတို့အရန်စိတ်ညစ်အောင်အတွက်ကို trauma တွေပေးသွားတာတို့အဲ့ဒါမျိုးတွေဖြစ်လာမယ်အဲ့တော့လူခန့်တဲ့အခါအခုကျမပြောသွားတဲ့အချက်ကလေးတွေကိုကြည့်ပြီးတော့ခန့်ပါပေါ့နော်ဒီတိုင်းဘေးကနေပြီးတော့နီးစက်ရာအဆင်ပြေရာဆိုတာမျိုးကိုရွေးပြီးတော့မခန့်ပါနဲ့အလုပ်လျှောက်တဲ့သူတွေအနေနဲ့လည်းအဲ့လို credible ဖြစ်တဲ့ဥစ္စာလေးကိုပေါ့နော်စိတ်သက်ပိုင်းဆိုင်ရာအပြင်ရောဒီ mindset ပိုင်းဆိုင်ရာအပြင် quality ပိုင်းဆိုင်ရာအပြင်အဲ့ဒါလေးတွေကိုလည်းနည်းနည်းအားထည့်ပါပေါ့ ambitious ဖြစ်ပြီးတော့ကိုကမှဘယ်မှမရောက်သေးဘူးကို့အတွေ့အကြုံလေးကမှနည်းနည်းပဲရှိသေးတယ်ဟိုအဝေးတွေကိုကိုကအရန်ရောက်နေပြီလို့တွေးပြီးတော့မဖြစ်နိုင်တာကိုအဲ့လိုမျိုးအလဲက gap တွေနဲ့တင်းမခုန်စေခြင်းဘူးပေါ့နော်ဖြက်လန်းနေလည်းမလိုက်စေခြင်းဘူး ambitious ကဖြစ်လို့ရတယ်ဒါပေမဲ့အဲ့လိုမျိုး mindset နည်းနည်းမှားပြီးတော့ ambitious ဖြစ်ရင်နည်းနည်းအန္တရာယ်လည်းများတယ်လို့တွေးရပေါ့နော်အဲ့တော့မှန်ကန်လေးပဲသွားပါအချိန်တန်လို့ရှိရင်သူ့ဟာသူအဆင်ပြေမှာအဓိကကပညာရဲ့တစ်ခုမှာကောင်းကောင်း invest လုပ်ပြီးတော့ပေါ့နော်အနွန်တာလဲခံပြီးတော့ပညာရဲ့တစ်ခုကောင်းကောင်းလေးသင်ပါပေါ့နော်အဘေးကဟာတွေကြည့်ပြီးတော့ ambitious တွေအရန်ဖြစ်ပြီးမြင်ရောက်ချင်ပြီဆိုပြီးအဲ့လိုခုံတဲ့ကိစ္စတွေကိုလှုပ်လို့ရှိရင်ကိုယ့်အတွက်လည်းမကောင်းဘူးလို့ကိုယ်နဲ့အတူတူအလုပ်လုပ်လာမဲ့လူတွေအနေနဲ့လည်းမကောင်းဘူးပေါ့နော်ဆိုတော့အဲ့ဒါလေးကိုကျွန်မပြောပြချင်တာဖြစ်တယ်အခုနောက်ပိုင်းကကျွန်မတို့လည်းအလုပ်တွေအများကြီးခေါ်ဖြစ်တယ်ပေါ့နော်ခေါ်ဖြစ်တော့ဒီလို CV တွေမြင်ရတဲ့အခါလူတွေကိုအများကြီး interview လုပ်တဲ့အခါကျတော့ဒီလိုမျိုးပြောချင်စရာလေးတွေလည်းရှိလာတယ်ပေါ့နော်ဒီလိုမျိုး knowledge လည်းနည်းနည်းလိုနေတဲ့အတွက်ကြောင့်မို့လို့အထိန်ကွလေးတွေလည်းနည်းနည်းမဲ့ကြတယ်လို့မြင်မိတဲ့အတွက်ဒီဗီဒီယိုကကိုပြန်ပြီးတော့သုံးသပ်စေဖို့အတွက်လောက်တာဖြစ်ပါတယ်ပေါ့နော်နှစ်ဦးနှစ်ဖက်ပေါ့နော်ဘာလို့ဆိုကျမရဲ့အကောင့်ထဲမှာစီးပွားရေးလုပ်ငန်းရှင်တွေလည်းတော်တော်များများရှိတယ်ပေါ့ဂျန်စီတောင်နဲရင်နဲမယ်ပေါ့နော်အလုတ်ခန့်မဲ့လူကပိုများမယ်ထင်တယ်အလုတ်ရှောက်မဲ့လူထက်လीဆိုတော့အခုကျမပြောသွားတဲ့ဟာကစီးပွားရေးလုပ်ငန်းရှင်တွေအပိုင်းကိုလည်းထည့်ပြောတော့ local ဘက်ကိုဒီတစ်ခေါက်ကနည်းနည်းများသွားပေမဲ့အလုတ်ရှောက်တဲ့သူတွေအတွက်ပြောတဲ့ tips တွေကနိုင်ငံခြားမှာအလုတ်ရှောက်မဲ့လူတွေအနေနဲ့လည်းအကျိုးမရုပ်စေရဘူးပေါ့နော်မှန်ကန်လုပ်ပါပေါ့နော်မြန်မာလူမျိုးဆိုရင်ပြောရင်ပြောတဲ့အတိုင်းဖြစ်တယ်မှန်ကန်နေတယ်ဆိုတော့
အတန်မျိုးထွက်လာအောင်လုပ်ပါပေါ့နော်အဲ့လိုမျိုးရှောက်ခုံပြီးတော့ CV ထဲမှာကြည်လာအောင်နေလုပ်ပြီးဖောင်းပွားတဲ့ပုံစံမျိုးကြီးမလုပ်ပါနဲ့ပေါ့နော် be credible ဒီခေတ်လောက် credibility ကအရေးကြီးတဲ့ခေတ်မရှိတော့ဘူးပေါ့နော် AI ပေါ်လာတဲ့အတွက် content တွေအရန်ဖောင်းပွားတယ်အခုလိုမျိုး CV တွေမှာမှမဟုတ်ဘူးပေါ့ကျမတို့ social media မှာ content လုပ်တဲ့သူတွေအနေနဲ့လည်းကြည့်လိုက်အခုကြည့်လိုက် Facebook ပေါ်တက်ကြည့်လိုက်လူတိုင်းက educational content လုပ်တယ်လူတိုင်းကအတွေ့အကြုံတွေ share နေကြတယ်ပေါ့နော်ဒါပေမဲ့လေသံအတူတူပုံစံအတူတူထွက်နေကြတဲ့စာအတူတူတွေအများကြီးပဲဘာဖြစ်လို့လဲ AI ကထွက်လာတာလေအဲ AI တခုတည်းကနေထွက်လာတာဖြစ်တဲ့အတွက်ကိုပိုင်အာဘော်တစ်ခုမှမပါတဲ့စာတွေကအရန်များတယ်ပေါ့နော်အဲ့ဒါဟာစာနဲ့ဗီဒီယိုလို့ပြောလို့ဗီဒီယိုမလုပ်ရင်စာဆိုလို့ရှိရင် copy လို့ပြောတာမဟုတ်သေးဘူးဗီဒီယိုလုပ်ရင်တောင်မှပဲလူမျက်နှာနဲ့မဟုတ်ဘဲနဲ့ဒီတိုင်း AI မျက်နှာတွေနဲ့ content တွေအများကြီးပေါက်နေကြတဲ့လူတွေလည်းရှိပါတယ်ဒါလည်းကျမအဲ့လူတွေကိုဝေဖန်တာလည်းမဟုတ်ဘူးပေါ့နော် judge လုပ်တာလည်းမဟုတ်ဘူးပေါ့အကယ်၍အဲ့ဒီလိုမျိုး content တွေက monetization နဲ့ပေါက်ဖို့အတွက်ဆိုရင် make sense ဖြစ်တယ်ပေါ့နော် AI ပဲလုပ်ပဲလုပ်လူတွေကတော့အားပေးကြတာပဲပေါ့အထူးသဖြင့် rage bait ဖြစ်တဲ့ content တွေပေါ့ rage bait ဆိုတာဘယ်လိုမျိုးတွေလဲဆိုတော့လူတွေဆိုတာသစ္စာမရှိကြဘူးပေါ့နော်ကိုကပေးဆက်လိုက်ပင်မဲ့ကိုပေးဆက်တဲ့လောက်ဘယ်တော့မှပြန်မရဘူးအဲ့ဒါမျိုးတွေဆိုအဲ့ rage bait ဖြစ်သွားပြီပေါ့အဲ့ဒါမျိုးတွေကို AI မျက်နှာနဲ့ပြောလဲ share ကြတာပဲဘာဖြစ်လို့လဲဆိုတော့ तू ကအဲ့လို share တဲ့လူတွေရဲ့အဓိကကတော့ तू ကကိုသိဖို့အတွက် share တာတဲ့သူ့ account ထဲမှာအဲ့လိုပြောလိုက်တာမြင်စေချင်တဲ့လူတွေရှိပါလိမ့်မယ်ဆိုတော့အဲ့လိုလူတွေကြားအောင် share တာဖြစ်တဲ့အတွက်ပြောနေတဲ့လူဟာ credible ဖြစ်တဲ့လူလည်းဖြစ်เสียမလို့ပေါ့နော်အဓိကပြောနေတဲ့အကြောင်းအရာပေါ်မှာမူတည်ပြီးတော့ share တာဖြစ်တဲ့အတွက် content တွေကတော့ပေါက်မှာပဲ AI နဲ့လုပ်ထားရင်လည်းပေါက်တာပဲဒါပေမဲ့ credibility ကဘယ်နေရာမှာအရေးကြီးပါလဲဆိုတော့ကိုကတကယ်လုပ်ငန်းတစ်ခုလုပ်မယ်ဆိုတဲ့အခါကျရင်တော့အဲ့လို AI ပုံတွေသုံးပြီးတော့ကိုယ့်ရဲ့ဉာဏ်ပညာကို intelligence ကိုပြရုံနဲ့အဲ့နေရာမှာအလုပ်လုပ်လို့မရတော့ဘူးဒါကြောင့်မလို့အခုခေတ်ကတကယ် credible တကယ် personal brand ကလည်းအရင်အရေးကြီးသွားတာဖြစ်ပါတယ်ပေါ့နော်ဒါနဲ့ဆက်ဆက်ပြီးတော့ကျမတို့ဒီလရဲ့16 session နဲ့26 3ရက်မှာ personal brand mastery ဆိုတဲ့ course လေးလုပ်သွားဖို့ရှိပါတယ်ပေါ့နော် training အမျိုးအစားဖြစ်တဲ့ခုလိုမျိုးပေါ့ကျမပြောသွားသလိုမျိုးပေါ့နော် content တွေအရင်ဖောင်းပွားပြီးတော့လူတကာ content တစ်ကြောင်းကတော့ content တစ်ခုကတော့ video တောင်မှ AI သုံးပြီးတော့ရအောင်လုပ်လို့ရတဲ့ခေတ်မှာတကယ်တမ်းကိုကတကယ်လုပ်ငန်းတစ်ခုလုပ်ဖို့အထိပတ်စံရှာဖို့ကိုယ့်ရဲ့ profession ကိုတကယ်ကို credible ရှိချပြဖို့အတွက်ပေါ့နော်လုံလောက်တဲ့ကောင်းမွန်တဲ့ professional ကြတဲ့ system ကြတဲ့ personal brand တစ်ခုကိုတည်ဆောက်ခြင်းနဲ့ဆိုတဲ့အခါဒီ course ကိုလေ့လာကြည့်လို့ရပါတယ် training အမျိုးအစားဖြစ်တယ်ကျမတို့ပထမ2ရက်ကတော့ lecture တွေ case studies တွေ group work တွေဖြစ်မယ်ပေါ့နော်နောက်ဆုံးရက်မှာတော့ကိုယ့်ရဲ့ personal brand ကိုယ်တိုင်ဆွဲထားတဲ့ personal brand plan ကို present လုပ်ပေးရမှာဖြစ်ပါတယ်အပြီးမှာကိုယ့် personal brand plan နဲ့ကိုယ့်အကိုလုပ်ပြီးတော့ဒီ class ထဲကနေဖတ်သွားရမယ်ပေါ့နော်အဲ့ခါကျတော့ကိုယ်တိုင်ရဲ့ personal brand ကိုလည်းလေ့လာကြည့်လို့ရတာဖြစ်တယ်လို့ကိုနဲ့အတူတူဒီ class ကိုယူကြမယ် peers တွေစီကနေပြီးတော့လည်းသူတို့ရဲ့ personal brand ကိုကိုကလေ့လာကြည့်လို့ရတယ်ပေါ့နော်လူနည်းနည်းနဲ့ intensive ဖြစ်လုပ်ထားတဲ့ course ဖြစ်တဲ့အတွက်ပို့ပြီးတော့လည်း confidence ရှိပေါ့မျှဝေလို့ရတယ်အတူတူအလုပ်လုပ်လို့ live လုပ်လို့ရတယ်ပေါ့နော်အဲ့လို course မျိုးဖြစ်ပါတယ်အဲ့တော့စိတ်ဝင်စားရဲဆိုရင်အခုဇူလိုင်လတည်းကိုလည်းရောက်နေပြီဖြစ်တဲ့အတွက်ကျမရဲ့သူမကိုချင်း Facebook page နဲ့ Telegram channel တွေမှာဆက်သွယ်မြင်မြန်စုံစမ်းပြီးတော့အမြင့်ဆုံး register လုပ်နိုင်ပါတယ်လူတစ်ယောက်စီကို9သိန်းကျတဲ့မှာဖြစ်ပါတယ်ဆုံးဒီနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အခုလိုမျိုးအကျိုးရှိတဲ့ဗီဒီယိုတွေနဲ့အမြဲတမ်းလာခဲ့မှာဖြစ်တဲ့အတွက်ကျမရဲ့သူမကိုချင်း YouTube channel လေးကိုလည်း subscribe လုပ်ထားနိုင်ပါတယ်ရှင်သဘောကျတယ်ဆိုရင်ဗီဒီယိုလေးကို like ပေးခဲ့ပေးပါဒီဗီဒီယိုကနေအကျိုးရှိမယ်ကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းတွေရှိရဆိုရင်လည်းပြန်ပြီးတော့မျှဝေပေးလို့ရပါတယ်ပေါ့နော်နောက်ပတ်မှာပြန်တွေ့ကြမယ်ရှင်